Belarus သမ္မတနိုင်ငံ Minsk မြို့သို့နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီးရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ Belarus သမ္မတနိုင်ငံဝန်ကြီးချုပ် Mr. Roman Alexandrovich Golovchenkov နဲ့မလ9ရက်နေ့ဒေသစံတော်ချိန်ညနေပိုင်းမှာဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်းမမှာတွေ့ဆုံဆွေးနွေးပါတယ်။ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟာ Belarus နိုင်ငံဝန်ကြီးချုပ်ရုံးသို့ရောက်ရှိရာ Belarus နိုင်ငံဝန်ကြီးချုပ်ကကြိုဆိုနှုတ်ဆက်ပါတယ်။အဲဒီနောက်တွေ့ဆုံပွဲကိုကျင်းပရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူကောင်စီတွဲဘက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ခရီးစဉ်မှာလိုက်ပါလာတဲ့ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များ Belarus နိုင်ငံဆိုင်ရာမြန်မာနိုင်ငံတန်အမတ်ကြီးတို့တက်ရောက်ကြပြီး Belarus သမ္မတနိုင်ငံဝန်ကြီးချုပ်နှင့်အတူ Belarus အစိုးရအဖွဲ့မှတာဝန်ရှိသူများတက်ရောက်ပါတယ်။အဲလိုတွေ့ဆုံရမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ Belarus နိုင်ငံသို့လာရောက်တဲ့ချစ်ကြည်ရေးခီးစဉ်ဟာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုများကိုများစွာမြင့်တင်ပေးနိုင်မှုအခြေအနေများမြန်မာ Belarus စီးပွားရေးဖိုရမ်အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနဲ့နှစ်နိုင်ငံအကြားနားလည်မှုစာချုပ်လွှာများလက်မှတ်ရေးထိုးနိုင်ခဲ့မှုအခြေအနေများနှစ်နိုင်ငံအကြားထုတ်ကုန်ပစ္စည်းများအပြန်အလှန်တင်ပို့နိုင်ရေးကိစ္စရပ်များမြန်မာနိုင်ငံမှထွက်ရှိတဲ့ဆန်အပါအဝင်အခြားစက်မှုကုန်ကျန်းသီးနှံများအား Belarus နိုင်ငံသို့တင်ပို့နိုင်ရေးဆိုင်ရာကိစ္စရပ်များစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက်ရေကန်မြေကန်ကောင်းများရှိပြီးဖြစ်တဲ့မြန်မာနိုင်ငံနဲ့ခေတ်မီစိုက်ပျိုးမွေးမြူရေးနည်းပညာများပိုင်ဆိုင်ထားတဲ့ Belarus နိုင်ငံတို့အကြားပူးပေါင်းဆောင်ရွက်ခြင်းဖြင့်နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမယ့်ကိစ္စရပ်များစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများမှာနည်းပညာများဖလှယ်ရေးဆိုင်ရာကိစ္စရပ်များလျှက်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များထုတ်လုပ်ရေးမှာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနဲ့အခြားနှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုများမြင့်တင်ရေးဆိုင်ရာကိစ္စရပ်များအားရင်းနှီးပွင့်လင်းစွာဖြင့်အမြင့်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။